vivo V70 လေးလုပ်ပေးပါအောင်ဆိုတဲ့သူတွေအတွက်ဖုန်းတွေကတော့ကျွန်တော်လက်ထဲကြောက်လာပြီနော်ဒီဇိုင်းကလာအနေထားကတော့ဒီလိုရှိလောဆယ်ကန်ကြည့်ရတော့ hand feeling ရောဒီ big quality ဘိုင်းမှာပါ full file လာတယ်ဒီဇိုင်းလေးကိုလည်းသဘောကျကလာကတော့ golden hour နဲ့ airplane grade ဆိုရင်နှမျိုးရှိတယ်ပေါ့နော် golden hour တက်ချလေးတွေပါတယ် light တွေပေါ်မူတည်ပြီးတော့ color ပြောင်းတယ်မိန်းကလေးဆိုဒီအောင်လေးနဲ့လိုက်တယ်ယောက်ျားလေးတွေအတွက်ကတော့ဒီ airplane grade ဆိုတဲ့အကြောင်းလေးရှိမယ်ပေါ့နော်ဒီကောင်လေးကတော့ vivo A300 Pro color နဲ့သွားတူတယ် big quality ဘိုင်းမှာဆိုရင်ဒီမှာပေါ့နော်aerospray grade aluminum frame နဲ့ဒီမှာ glass panel တွေကိုပြောင်းသုံးပေးလိုက်တဲ့အတွက်အရင် V60 တော့နဲ့ရှင်အများကြီး profile လာရလို့ပြောရတယ်အဲ့လိုပဲ display ဘိုင်းမှာလည်းအရင်လို 1080p မဟုတ်တော့ဘဲနဲ့ 1.5K ultra clear OLED display ကိုပြောင်းသုံးပေးထားတယ် V60 တော့တဲ့ display size ရောင်ရောင်လေးပိုသေးသွားတဲ့အတွက်ကင်ရတာ compact ပိုဖြစ်လာတယ်ပြီးတော့ 3D ultrasonic fingerprint sensor ကိုလည်းပြောင်းသုံးပေးထားတယ် good တယ်ကျန်တဲ့ performance ပိုင်းကင်မရာပိုင်းဘက်ထရီနဲ့ charging အပိုင်းတွေကတော့ vivo V60 တော့နဲ့မကွာဘူးအဲ့ဒါမဲ့ RAM နဲ့ storage အပိုင်းမှာတော့ဗောနော် MPDDR5 UFS 4.1 တွေကိုပြောင်းသုံးပေးထားတာရှိတယ်ကင်မရာပိုင်းမှာဆိုရင် V60 တော့လိုပဲဗောနော်50 megapixel Zeiss super telephoto ကင်မရာနဲ့ Thai street portrait ပုံတွေပါတယ်ရိုက်လို့ရတယ် show ဝဲတွေပါတွေတွားရင်ဒီကောင်လေးနဲ့တစ်ချက် try ကြည့်ကျန်တဲ့ photo quality ပါညာတွေတော့ကျွန်တော်နောက်ဗီဒီယိုကြရင် detail ပြောပြပါမယ်နောက်ဗီဒီယိုဒီမစောင့်နိုင်တော့အခုကြိုက်နေပြီဆိုရင်တော့ vivo ကနေပေါ့နော် blind pre-order ကောက်နေရရှိတယ်ဒီလ23ရက်နေ့ကနေမေလ1ရက်နေ့အတွင်းမှာပေါ့နော် vivo မြန်မာကနေသတ်မှတ်ထားတဲ့ sign တွေမှာ pre-order တင်လို့ရတယ်ဈေးကတော့ကျွန်တော်လည်းအတိအကျတော့မသိရသေးဘူးဒါပေမဲ့အဲ့လိုတင်မယ်ဆိုရင်မေလ2ရက်နေ့ V70 မိတ်ဆက်ပွဲနေမှာ vivo Y05 ဖုန်းအလုံး20ကိုမဲဖောက်ပြီးသွားမယ်လို့ပြောတယ်ဆိုတော့ blind pre-order တင်မဲ့သူတွေကတစ်လုံးဝယ်နှလုံးရနိုင်မယ်အခွင့်အရေးရှိတယ်ပေါ့ဗျာဒီဖုန်းနဲ့ပတ်သက်ပြီးတော့တခြားသိချင်တာရှိသေးရဆိုရင်comment မေးလိုက်ပါကျွန်တော်ပြပြပေးပါမယ်ကျွန်တော်တော့တော်တယ်မှာဟုတ်ကဲ့ဒီလောက်ပါပဲ